native speaker တွေအင်္ဂလိပ်စကားကိုမြန်မြန်ပြောတဲ့အခါမှာနားမလည်ဖြစ်နေလားကိုလေးလာထားတဲ့အင်္ဂလိပ်စာနဲ့သူတို့ပြောတဲ့အင်္ဂလိပ်စကားကထပ်တူမကျလို့နားလည်ရခက်နေလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့အတွက်အကြံပေးချင်ပါတယ် Hello guys, welcome back. How have you all been lately? I hope you guys are doing really great. For me, I'm really great too. That's why I'm here. Okay guys, in this video, I'm going to be sharing some short forms that are commonly used by native speakers, especially while speaking English. Sometimes we might have some difficulties trying to understand what a native speaker says because the English that we learn doesn't seem as the same as the way they speak. So in this situation, we might not understand what a native speaker is speaking. That is why, obviously, you need to learn how they speak English by using short forms. အားလုံးမင်္ဂလာပါမွေးရဲ့ဗီဒီယိုလေးကနေပြီးတော့အားလုံးကိုပြန်ပြီးတော့ကြိုဆိုပါရစေဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့မွန်က English စာ sharing တွေကိုထပ်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနေ့မွန်ပါတွေကို sharing လုပ်သွားပေးမလဲဆိုရင်တော့မွန်တို့အင်္ဂလိပ်စာကိုလေ့လာတယ်တခါတလေကြောက်စီရင်ကိုလေ့လာထားတဲ့အင်္ဂလိပ်စာနဲ့နိုင်ငံခြားသားတွေပြောတဲ့အင်္ဂလိပ်စကားကထပ်တူမကျလို့နားမလည်နိုင်တဲ့နားလည်ဖို့ခက်တဲ့အခြေအနေတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့နိုင်ငံခြားသားတွေကအင်္ဂလိပ်စကားကိုမြန်မြန်ပြောတဲ့အခါမှာကျွန်တော်တို့လေ့လာထားတဲ့အင်္ဂလိပ်စာတွေထက်သူတို့ native speaker တွေသုံးနေတဲ့ short form အတူကောက်စကားလုံးတွေကိုအများကြီးသုံးနေပေါ့နော်အဲ့လိုမျိုးအတူကောက်စကားလုံးတွေကိုသုံးပြီးတော့အင်္ဂလိပ်စကားပြောတဲ့အခါမှာကျွန်တော်တို့လေ့လာထားတဲ့အင်္ဂလိပ်စာနဲ့သူတို့ပြောတဲ့အင်္ဂလိပ်စကားကထပ်တူမကျလို့ကျွန်တော်တို့မှာနားလည်ရခက်တဲ့အခြေအနေမျိုးတွေရှိနိုင်ပါတယ်အဲ့ကကြတော့ဒီဗီဒီယိုလေးမှာနိုင်ငံခြားသားတွေအင်္ဂလိပ်စကားကိုမြန်မြန်ပြောတဲ့အခါမှာသူတို့ဘယ်လိုမျိုးပြောကြလဲပြီးတဲ့အခါမှာသူတို့ဘယ်လိုမျိုး short forms အတူကောက်စကားလုံးလေးတွေကိုသုံးကြလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာ share လုပ်သွားပေးမှာဖြစ်ပါတယ်Okay ဆိုတော့ကအားလုံးပဲဒီဗီဒီယိုလေးကိုမစတင်ခင်မှာအင်္ဂလိပ်စာ sharing နေနဲ့ကျွန်တော်ရဲ့ဘဝအတွေ့အကြုံတွေကို sharing လုပ်ပေးနေတဲ့ကျွန်တော်ရဲ့ RMMU YouTube channel လေးကို like and subscribe လေးလုပ်ထားပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုချင်ပါတယ်အားလုံးပဲဒီနေ့ဗီဒီယိုလေးမှာကျွန်တော် sharing လုပ်သွားပေးမယ် short form အင်္ဂလိပ်စာအတူကောက်စကားလုံးလေးတွေကို spoken English အင်္ဂလိပ်စကားပြောတဲ့နေရာမှာပဲသုံးဖို့အတွက်အကြံပေးချင်ပါတယ်ဘာလို့လဲဆိုတော့သူတို့တွေအကုန်လုံးက informal situation informal အသုံးအနှုန်းတွေဖြစ်တာဖြစ်တဲ့အတွက်အင်္ဂလိပ်စကားပြောတဲ့နေရာမှာပဲသုံးဖို့အဆင်ပြေပါတယ်ပထမဆုံးတစ်ခုအနေနဲ့ wanna သူရဲ့မြန်မာလိုအဓိပ္ပာယ်ကတော့ချင်တဲ့တစ်ခုခုလှုပ်ချင်တဲ့တစ်ခုခုသွားချင်တဲ့တစ်ခုခုစားချင်တဲ့အဲ့လိုပုံစံမျိုးဖြစ်ပါတယ်ဒီ wanna ဆိုတဲ့စကားလုံးလေးက want to ကနေပြီးတော့စဉ်းစားလာတာဖြစ်ပြီးတော့ကိုယ်ကတစ်ခုခုလှုပ်ချင်တဲ့တစ်ခုခုသွားချင်တဲ့တစ်ခုခုစားချင်တဲ့ဆိုတဲ့အခြေအနေမျိုးမှာ want to အစား wanna ကိုသုံးပြီးတော့စကားပြောလို့ရတာပဲဖြစ်ပါတယ်ဆိုတဲ့အခါမှာဥပမာလေးတွေကိုကြည့်လိုက်ကြရအောင် I want to travel Chiang Mai is supposed to be a really nice place I want to travel Chiang Mai is supposed to be a really nice place ကျွန်တော် Chiang Mai ကိုသွားလိုက်ခြင်းနဲ့လူတွေပြောတာတော့အဲ့နေရာကအရန်ကိုကောင်းတဲ့နေရာအရန်ကိုလှတဲ့နေရာလို့ပြောကြတယ် You know this is just what I want to do ဒါကျွန်တော်လုပ်ချင်တဲ့အရာပါလို့ဆိုတော့ပြီးခဲ့တဲ့လပိုင်းလောက်ကကျွန်တော် Chiang Mai ကိုသွားဖို့သူကစီစဉ်ထားတယ်ဒါပေမဲ့ပေးရမရတာရဲ့ကျွန်တော်ရဲ့ဗီဇာတက်တန်လေးတွေကြောက်ရကျွန်တော်မသွားခဲ့ရဘူးပေါ့နော်အဲ့ကကြတော့ I wish I was there right now နောက်ထပ်ဥပမာတစ်ခုအနေနဲ့ I don't want to work today I don't want to work today ကျွန်တော်ဒီနေ့အလုပ်မလုပ်ချင်ဘူးဒါလည်းမှန်တော့စကားပါကျွန်တော်တရားမှလည်းမလုပ်ချင်ဘူးမလွဲတာလို့သွားနေရတယ်လားစတဲ့ခါမှာကျွန်တော်တို့ဒီလိုမျိုးသုံးလို့ရပါတယ်အဲ့ကကြတော့ကျွန်တော်တို့ want to ကနေပြီးတော့ wanna ကိုပြောင်းသွားတဲ့လေးသိန်းလေးပြီးတဲ့ခါမှာပြောင်းသွားတဲ့ပုံစံလေးတွေကိုမှတ်ထားပါမယ် I want to do this I want to do this I want to do this I want to go there I want to do this နောက်တစ်ခုအနေနဲ့ wanna ကိုကတစ်ခုခုကိုလိုချင်တဲ့အခါမှာ want a စာကိုသုံးလို့ရတာပဲဖြစ်ပါတယ်ဥပမာအားဖြင့် I want a boyfriend လို့ပြောမယ်ဆိုကျွန်တော်တို့က I want a boyfriend I want a boyfriend ကျွန်တော်ကောင်လေးလိုချင်တယ်ဟုတ်နောက်တစ်ခုအနေနဲ့ Ghana ကိုမြန်မာလိုအနည်းဆက်ဆုံးပြန်မယ်ဆိုရင်တော့ တော့မယ်ဆိုပြီးတော့အဓိပ္ပာယ်ပြန်လို့ရပါတယ်ဒီ Ghana ဆိုတဲ့စကားလုံးလေးက going to ကနေပြီးတော့စဉ်းသက်လာတာဖြစ်ပြီးတော့တစ်ခုခုကိုလုပ်တော့မယ်ကိုကတစ်ခုခုလုံးမှတေးကြတယ်ပြီးတဲ့ခါမှာတစ်ခုခုကဖြစ်တော့မှတေးကြတယ်ဆိုတဲ့ခါမှာ going to အစားကိုအင်္ဂလိပ်စကားပြောမှာ Ghana ဆိုပြီးတော့သုံးလို့ရပါတယ်
ပြီးတဲ့ခါမှာ Ghana က well ထက်ကိုပို့ပြီးတော့ strong ဖြစ်ပြီးတော့ well ထက်ကိုပို့ပြီးတော့လျင်မြန်တဲ့အခြေအနေမျိုးမှာရှိပါတယ် well ဆိုတာကကြတော့တစ်ခုခုဖြစ်လိမ့်မယ်တစ်ခုခုဖြစ်မယ်အဲ့လိုပုံစံမျိုးဒါပေမဲ့ Ghana ကကြတော့တစ်ခုခုကဖြစ်တော့မှာတစ်ခုခုလုပ်တော့မှာအဲ့လိုပုံစံမျိုးဖြစ်ပါတယ်ဥပမာလေးတွေကိုကြည့်လိုက်ကြရအောင် I'm gonna do this no matter what people say I'm gonna do this no matter what people say ဘယ်သူတွေပါပြောငါဒါကိုလုပ်တော့မှာအဲ့လိုပုံစံမျိုးဖြစ်ပါတယ်နောက်ထပ်ဥပမာတစ်ခုအနေနဲ့ What else do you want cuz I'm gonna order this What else do you want cuz I'm gonna order this ဒီနောက်ထပ်ပါလို့ခြင်းသေးလဲဘာလို့လဲဆိုတော့ငါဒါကိုမှာတော့မှာမလို့အဲ့လိုမျိုးပြောလို့ရပါတယ်နောက်ထပ်ဥပမာတစ်ခုအနေနဲ့ See she's gonna trip See she's gonna trip ကြည့်ပါအောင်သူမချော်လဲတော့မယ်သူမခလုတ်တိုက်တော့မယ်အဲ့လိုမျိုးပြောတာဖြစ်ပါတယ်ကျွန်တော်တို့ဒီညလေးမှာ going to ကနေပြီးတော့ Ghana ကိုပြောင်းသွားတဲ့လေရီသိန်းလေးဘယ်လိုပြောသွားလဲဆိုတာလေးကိုကျွန်တော်တို့သိထားပါမယ် going to Ghana I'm gonna do this you're gonna do this နောက်ထပ် short form တစ်ခုအနေနဲ့ Ghana သူကိုမြန်မာလိုနီးစပ်ဆုံးဘာသာပြန်မယ်ဆိုရင်တော့တစ်ခုခုကိုလုပ်ရမယ်တစ်ခုခုကိုလုပ်ဖို့ရှိတယ်လို့အဓိပ္ပာယ်ရပါတယ်ဒီအတူကောစကားလုံးလေးက have got to ကနေပြီးတော့ဆင်းသက်လာတာဖြစ်ပြီးတော့ကိုကတစ်ခုခုကိုလုပ်ရမယ်တစ်ခုခုလုပ်ဖို့ရှိတယ်ဆိုတဲ့အခါမှာ have got to စာစကားကိုမြန်ပြောတဲ့အခါမှာ gotta ကိုသုံးလို့ရတာပဲဖြစ်ပါတယ်ဒီ gotta ဆိုတဲ့အတူကောစကားလုံးလေးကကိုကတစ်ခုခုကိုလုပ်ရမယ်တစ်ခုခုကိုလုပ်ဖို့ရှိတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့လို့ကိုလုပ်မဲ့အရာကကြတော့တာဝန်ဝတ္တရားတစ်ခုလိုမျိုးပြီးမြောက်ရမယ့်အရာမျိုးမဟုတ်ပဲနဲ့အဲ့ဒီအရာကိုလုပ်လိုက်တဲ့အတွက်ကိုလည်းပျော်တယ်ကိုယ်တိုင်လည်းလုပ်ချင်တဲ့ဆန္ဒရှိတယ်အဲ့လိုပုံစံမျိုးမှာကျွန်တော်တို့ကဒီ gotta ဆိုတဲ့စကားလုံးလေးကိုစကားပြောမှာသုံးလို့ရတာပဲဖြစ်ပါတယ်ဥပမာလေးတွေကိုကြည့်လိုက်ကြရအောင် I gotta go my friend is waiting for me I gotta go my friend is waiting for me ငါသွားရတော့မယ်ငါတကယ်ချင်းငါကိုစောင့်နေတာနောက်ထပ်ဥပမာတစ်ခုအနေနဲ့ When I worked at a restaurant I gotta meet Thai people When I worked at a restaurant I gotta meet Thai people ငါစားတော့ဆိုင်မှာအလုပ်လုပ်တုန်းကစိတ်ထားကောင်းတဲ့လူတွေကျင်နာတဲ့လူတွေနဲ့ငါတွေ့ခဲ့ရတယ်သူတို့နဲ့တွေ့ခဲ့ရတဲ့အတွက်ကိုယ်တိုင်ကပျော်ရွှင်တယ်ကိုယ်တိုင်ကလည်းကျေးဇူးတင်မိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်နောက်ထပ်ဥပမာတစ်ခုအနေနဲ့ You gotta see this movie cuz it's really good You gotta see this movie cuz it's really good နင်ဒီဗီဒီယိုကိုကြည့်ရမယ်ဘာလို့လဲဆိုတော့ဒီဗီဒီယိုကအရန်မိုက်တယ်အရန်ကောင်းတယ်ပေါ့နော်အင်္ဂလိပ်စကားကိုမြန်ပြောတဲ့အခါမှာ have got to ကနေပြီးတော့ gotta ကိုပြောင်းသွားတဲ့လေသိန်းလေးဘယ်လိုပြောလဲဆိုတာလေးကိုကျွန်တော်တို့သိထားပါမယ် have got to gotta I gotta go there I gotta leave now နောက်ထပ် short form တစ်ခုအနေနဲ့ need သူကိုမြန်မာလိုနီးစပ်ဆုံးအဓိပ္ပာယ်ပြန်မယ်ဆိုရင်တော့တစ်ခုခုကိုလုပ်ဖို့လိုအပ်တယ်ပြီးတဲ့အခါမှာတစ်ခုခုကိုလိုချင်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီ need ဆိုတဲ့ short form လေးကိုကတစ်ခုခုကိုလုပ်ဖို့လိုအပ်တယ်ပြီးတဲ့အခါမှာတစ်ခုခုကိုလိုချင်တယ်ဆိုတဲ့အခါမှာ need to အစားကိုအင်္ဂလိပ်စကားကိုမြန်ပြောတဲ့အခါမှာ need ဆိုပြီးတော့သုံးလို့ရတာပဲဖြစ်ပါတယ်ဥပမာအနေနဲ့ You need to know he is not good for you You need to know he is not good for you သူကနင်းတော့မကောင်းဘူးအဲ့ဒါကိုနင်းသိထားမယ်သူကကိုတော့မကောင်းတာသိပေမဲ့ချစ်မိနေတော့ဝင်မလားတနာစရာကောင်းလိုက်တာနောက်ထပ်ဥပမာတစ်ခုအနေနဲ့ You need to calm down You've been too loud I'm just like oh This is Taylor Swift song ဒါကြောင့် Taylor Swift ရှင်က lyrics တစ်ခုကိုကျွန်တော်ယူထုတ်လာတာပေါ့နော် You need to calm down You've been too loud နေအတန်တော်ကြလာပြီပေါ့နေစကားအရန်ပြောလာပြီအခါကျတော့နေစိတ်လေးနည်းနည်းအေးဖို့လိုမယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်နောက်ထပ်ဥပမာတစ်ခုအနေနဲ့ I need a lover cuz I need to be loved I need a lover cuz I need to be loved ငါရီစားလိုချင်တယ်ဘာလို့လဲဆိုတော့ငါအချစ်ခံဖို့လိုအပ်တယ်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်အဲ့ခါမှာကျွန်တော်တို့က need to ကနေပြီးတော့ need တာကိုပြောင်းသွားတယ်လေလူသိန်းလေးကိုသိထားပါမယ်အင်္ဂလိပ်စကားကိုမြန်ပြောတဲ့ခါမှာကျွန်တော်တို့ကဘယ်လိုမျိုးပြောင်းလဲသွားလဲဆိုတာလေးကိုသိထားပါမယ် I need to go I need a lover I need a boyfriend Okay guys this is the last one you made it again
နောက်ဆုံး short form တစ်ခုအနေနဲ့ have to သူကိုမြန်မာလိုအဓိပ္ပာယ်ပြန်မယ်ဆိုရင်တော့တစ်ခုခုကိုလုပ်ရမယ်ဆိုပြီးတော့တစ်ခုခုကိုလုပ်ဖို့ဝတ္တရားရှိတယ်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်ဒီ short form have to လေးက have to ကနေပြီးတော့ဆင်းသက်လာတာဖြစ်ပြီးတော့ကိုကအလုပ်တစ်ခုခုကိုလုပ်ဖို့လိုအပ်မယ်အလုပ်တစ်ခုခုကိုတောင်းဝတ္တရားအရာလုပ်ရမယ်ပြအောင်လုပ်ရမယ်အဲ့လိုပုံစံမျိုးစကားပြောတဲ့အခါမှာ have to အစားကို have to လေးကိုသုံးပြီးတော့အင်္ဂလိပ်စကားကိုမြန်မြန်ပြောလို့ရတာပဲဖြစ်ပါတယ်ခုနကကျွန်တော်ပြပြခဲ့တဲ့ကားတာနဲ့အခုပြပြနေတဲ့ have to ကအဓိပ္ပာယ်တူတူလောက်ရှိပါတယ်ဒါပေမဲ့သူတို့ကိုသုံးတဲ့ပုံစံကကွာပါတယ်ဘာလို့လဲဆိုတော့ကားတာကကြတော့ကိုကတစ်ခုခုကိုလုပ်တယ်အဲ့ဒီလုပ်တဲ့အရာကကြတော့တောင်ဝတ္တရားတစ်ခုလိုမျိုးပြီးပြောင်းမယ့်အရာမျိုးမဟုတ်ဘူးကိုယ်တိုင်လည်းလုပ်ချင်တဲ့အခါမှာကျွန်တော်တို့ကကားတာကိုသုံးပါတယ်ဒါပေမဲ့တခြားတစ်ဖက်မှာတော့ have to ဆိုတာကကြတော့ကိုကတစ်ခုခုကိုတောင်ဝတ္တရားရလုပ်ရမယ်ပြီးကိုပြီးရမယ်အဲ့လိုပုံစံမျိုးသုံးတဲ့အခါမှာ have to ကိုသုံးပါတယ်ဥပမာအနေနဲ့ you have to submit this assignment by this Sunday you have to submit this assignment by this Sunday နင်ဒီ assignment ကိုဒီတနင်္ဂနွေနေ့မတိုင်ခင်တင်ကိုတင်ရမယ်မတင်တဲ့အခါမှာပြဿနာဖြစ်လာနိုင်တယ်နောက်တစ်ခုအနေနဲ့ you have to love yourself even though nobody does you have to love yourself even though nobody does ဘယ်သူမှနေကိုမချစ်တော့ကိုချစ်ရမယ်ချစ်ကိုချစ်ရမှာအဲ့လိုပုံစံမျိုးဖြစ်ပါတယ်နောက်ဆုံးဥပမာတစ်ခုအနေနဲ့ I have to finish these chores before my mom arrives I have to finish these chores before my mom arrives ငါမေမလာခင်ငါဒီအိမ်အလုပ်တွေကိုပြီးအောင်လုပ်ရမယ်မပြီးရင်အဆူခံရမယ်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့က have to ကနေပြီးတော့ have to ကိုပြောင်းလဲသွားတဲ့ပုံစံစကားကိုမြန်မြန်ပြောတဲ့အခါမှာဘယ်လိုပြောင်းလဲသွားလဲဆိုတော့လေသိန်းလေးကိုလေ့လာပါမယ် have to ဒါပေမဲ့ have to I have to go I have to love myself အဲ့လိုပုံစံမျိုးဖြစ်ပါတယ် Okay guys that's it for today you also made it again Thank you very much guys you guys are really amazing without you guys I couldn't have been here I couldn't have done it so you guys you guys really mean a lot to me thank you very much for always being by my side အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီနေ့ဗီဒီယိုလေးမှာဆိုတော့မွန်ကအင်္ဂလိပ်စကားကိုနိုင်ငံခြားသားတွေမြန်မြန်ပြောတဲ့ခါမှာဘယ်လိုမျိုး short form တွေကိုသုံးတယ်သူတို့ရဲ့လေလူသိန်းကဘယ်လိုလဲသူတို့အင်္ဂလိပ်စကားပြောတဲ့နေရာမှာအတူကောက်စကားလုံးလေးတွေကိုဘယ်လိုမျိုးသုံးသွားလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာအများကြီးရှင်းပြပေးသွားတာပဲဖြစ်ပါတယ်အားလုံးလည်းဒီဗီဒီယိုလေးကိုချမ်းနေတတ်မယ်လို့ပြောနေပါတယ်ဒီဗီဒီယိုလေးကိုချမ်းနေတတ်မယ်ပြီးတဲ့ခါမှာဒီဗီဒီယိုလေးကနေပြီးတော့တစ်ခုခုကိုရသွားမယ်ဆိုရင်လည်းဒီဗီဒီယိုလောက်ရချိုးနှက်သွားမှာဖြစ်ပါတယ်အဲဒါကြတော့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကြောက်လဲမွန်ဒီဗီဒီယိုလေးကိုဆက်ပြီးတော့လုပ်နိုင်တာဖြစ်ပါတယ်ဆိုတော့ခါမှာဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့မူရဲ့အင်္ဂလိပ်စာ sharing ကိုအမြဲတမ်းလုပ်ပေးနေတဲ့ Army မူ YouTube channel လေးကို like and subscribe လေးလုပ်ထားပြီးတော့အားလုံးကိုအကြံပေးချင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆောက်ပါမယ် Bye bye guys take care of yourself